ဆိုအမောက်ချောလေးနဲ့3လောက်ထည့်ပေးဦး တလုံးဘယ်လောက်လဲ 100ပါရှင် ဩအဲ့ဒါဆိုလို့ရှိရင်အကိုကတော့ပြောင်ပြောင်ချောချောမလုံးရတယ်3လုံးထက်အကိုတို့ကစားမှာဆိုတော့လေဈေးပြေးလားဟုတ်ကဲ့ပါခင်ဗျာဒီဗီဒီယိုကတော့မေလာဆောင်ပွဲတစ်ခုမှာကင်မရာမင်းတစ်ယောက်ကမှတ်တမ်းတင်ရိုက်ကူးထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပွဲဟာအရန်ကိုစီကားမိမယ်သူတို့သားဟာမင်္ဂလာဆောင်ပွဲကိုနေ့လည်ခင်းအချိန်ထိရောက်မလာသေးတာကြောင့်သူတို့သမီးဟာအပြေကိုထွက်ပြီးတော့သူတို့သားကိုစောင့်မျှော်နေခဲ့ပါတယ်ပူရီလာပြောမနေနဲ့ ကဲကျွန်တော်ရဲ့ချစ်လာစာတော့ဖရန့်များအားလုံးပဲမင်္ဂလာပါနော်ကဲဒီနေ့မှာတော့ကျွန်တော် TikTok ရဲ့ TikTok မှာရှိတဲ့နည်းနည်းဗီဒီယိုလေးတွေကို review တက်လုပ်မယ်နော် TikTok ဘောင်းချုပ်တဲ့ဗီဒီယိုလေးနော်ကျွန်တော်နေကင်းကကြီးလိုက်တာတော့တော်တော်လေးတော့မိုက်တယ်နော်တော်တော်လေးလည်းရီးရတယ်နည်းနည်းလေးတော့သူကရိုင်းတာလေးတော့ပါတယ်အဲ့တော့ကျွန်တော်တဲမှာများအသက်မပြည့်သေးတဲ့လူတွေများရှိခဲ့မဲ့ဆိုနော် session နဲ့မပြည့်သေးတဲ့လူတွေများရှိခဲ့မဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုလေးကိုကြော်ပြီးတော့ကြည့်ပေးပါနော်ကဲအားလုံးပဲပြီးတဲ့အခါမှာတော့ပြင်နော်နောက်တစ်ခုကကျွန်တော်ဖြစ်ရမယ်လေးတစ်ခုမင်္ဂလာဆောင်တစ်ခုကကျွန်တော်ဖြစ်ရမယ်လေးတစ်ခုဗီဒီယိုပေါ့နော်ဒါတရေကြောက်တတ်တဲ့လူများရှိမဲ့ဆိုကျွန်တော်ဗီဒီယိုကိုကြော်သွားလို့ရပါတယ်မကြည့်ဖို့အစားတွေကကျွန်တော် request လုပ်ပါတယ်နော်ကဲအားလုံးပဲ let's go အားရရှယ်နော်ငါအစားတွေကပြောရနော်အစားတွေကပြောရနော်အသက်မပြည့်သေးတဲ့လူတွေများရှိခဲ့မှာဆိုကျွန်တော်ဗီဒီယိုကြော်နော်ဒီနေ့ကနည်းနည်းမှောင်မယ်အားတော်ကြီးကတော့မိုက်ရနော်အမောင်လောကသားနေ You gotta wait, boo. အားရကျွန်တော်ဒီထဲမှာဟိုစော်မထားဘူးတဲ့လူတွေမွေးကလေးကနေခုချိန်ကြီးစော်မထားဘူးတဲ့လူတွေကျွန်တော်ကြီးသားတစ်ခါမှမထားဘူးတဲ့လူတွေထွက်သွားပေးပါနော်ကျေးဇူးများတင်ပါတယ်ကိုလည်းမဆိုင်ပါဘူးကျွန်တော်ဒီခိုင်းနေရကိုချောတယ်နော် no for ဝီလွန်ပိုင်နဲ့ဝါတောက်တလဲကွာလုံးတဲ့ကောင်းနေလုံးလဲလုံးတတ်တယ်ကွာလာနေရောမယ်နော်နေရောလုံးသွားအားလုံးပဲမင်္ဂလာပါမိုးတဲ့ကွာတော်ချောလိုက်တာပြောမနေနဲ့လူလေအမျိုးကျေးဇူးပါအော်မိုင်းနေတော့ယောအဲ့စောက်တလဲကွာကွာဘလူကောင်းနေလက်ကမြင်းပြီးတော့လုံးလိုက်လည်းမသိဘူးနော်တနာပါတယ်ကွာနော်နော်ဘောလေးခမညာတောက်ပပိတ်တာဟုတ်ကဲ့ပါတရေကြောက်တဲ့အစားတဲ့ကြော်မယ်နော်တရေကြောက်တဲ့အစားတဲ့ကြော်ဆောင်ပွဲတစ်ခုမှာကင်မရာမင်းတစ်ယောက်ကမှတ်တမ်းတင်ရိုက်ကူးထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပွဲဟာအရန်ကိုစီကားမိမယ်သူတို့သားဟာမင်္ဂလာဆောင်ပွဲကိုနေ့လည်ခင်းအချိန်ထိရောက်မလာသေးတာကြောင့်သူတို့သမီးဟာအပြေကိုထွက်ပြီးတော့သူတို့သားကိုစောင့်မျှော်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူတို့သားဟာအဖြူရောက်ကားကြီးကိုစီးပြီးတော့မင်္ဂလာအခမ်းအနားကိုရောက်ရှိလာခဲ့ပါတယ်နောက်ကျမှရောက်လာတဲ့သူတို့သားကိုကင်မရာမင်းဟာဓာတ်ပုံတွေအစမပြတ်ရိုက်ကူးပါတော့နောက်ကျမှရောက်တာမင်္ဂလာပွဲပြီးတော့ဓာတ်ပုံစင်ဟာသူရိုက်ကူးထားတဲ့ဗီဒီယိုနဲ့ဓာတ်ပုံတွေကိုတီးဖြတ်နေစဉ်တော့တွေ့ပါပဲကြော်မယ်နော်နှလုံးရောဂါရှိတဲ့လူတွေကြော်မယ်နော်မကြည့်နဲ့ကောင်းပြောတာအခုတည်းကပြောတာအစုံတစ်ခုကိုကြောက်လန့်ပြီးတော့ကွန်ပျူတာရှိကနေထွက်ပြေးသွားခဲ့ပါတယ်ခင်ဗျာကင်မရာမင်းဟာဘာကြောင့်ခုလိုဖြစ်သွားတယ်လဲဆိုတာပရိသတ်ကြီးစဉ်းစားမိလားခင်ဗျာမယုံအဲ့လိုပြောရင်ကျွန်တော်မယုံဟုတ်ကဲ့ပါခင်ဗျာအဖြစ်ဖြစ်ကတော့သူရိုက်ကူးထားတဲ့ဓာတ်ပုံတွေကဓာတ်ပုံမှာမကောင်းဆိုးဝါးတစ်ကောင်ဟာတထုံးသွားရဲ့ခန္ဓာကိုယ်အဲ့ဒိုးသားရဲ့ခန္ဓာကိုယ်မှာမကောင်းဆိုးဝါးတစ်ကောင်ပါလာတာနော်အဲ့တော့ကြော်ပါနှလုံးရောဂါရှိတဲ့လူများကြော်ကြည့်ကြပါနော်စောက်ခွက်လာပြောင်းနေတယ်တက်နေမလိုက်အောင်မမေးလိုးอ่ะကပ်ပါလာတဲ့အတွက်အခုလိုကြောက်လန့်ထွက်ပြေးခဲ့တာဖြစ်ပါတယ်အဲ့တော့စောက်တလဲကွာအဲ့တော့စောက်တလဲကွာတကယ်စောက်တလဲကောင်ကွာအချုပ်တဲ့ကောင်ဘယ်သူလဲကွာမိခဲ့တာနေမယ်နော်အပိတ်အောက်အပိတ်တဲ့ဘသူမိခဲ့တာနေမယ်နော်ကဲအဲ့တော့နှလုံးရောဂါရှိတဲ့လူတွေများရှိခဲ့မဲ့ဆိုဒီဗီဒီယိုလေးကိုကြော်ကြည့်ကြပါနော်လုံးဝတစ်ခုခုဖြစ်သွားမယ်ဆိုတော့ကျွန်တော်တာဝန်မယူနိုင်ဘူးနော်ကျွန်တော်ရဲ့ TikTok ဆယ်လီများရဲ့သောက်ပစပိတ်မှတော့ဘာစားရတော့မှာတော့မင်းဖေးသွားပြော你
အေးပြီးရောမစားနဲ့တော့ ဒီကိုတာမစပိတ်ထားလို့ပြောနေနော် ပိတ်ထားရလေကွာ မလေးကလေးကလောက်တော့ ဘယ်လောက်လဲ အဲ့ဆိုအမေချောချောလေးနဲ့3လောက်ထည့်ပေးဦး တောင်းကြောင်ချောချောလေး လုံးဘယ်လောက်လဲ တရားပါရှင် ဩအဲ့ဒါဆိုလို့ရှိရင်အကိုကတော့ပြောင်ပြောင်ချောချောမလို့ရတယ်3လုံးထက်အကိုတို့ကစားမှာဆိုတော့လေ ဟုတ်လားတော့လားတော့ ဟုတ်တယ်လေကွာစားမှာဘာလို့ပြောင်ပြောင်ချောချောလိုရမှာနော်ငါတို့ကစားမှာပြောင်ပြောင်ချောချောမလို့ ရှားစားလို့ဆိုကျမမလုပ်ဖို့တော့ မတည်ဘူးလေအဲ့ဒါတော့ကျွန်တော် တ လေ န်းဒီနဲ့ကောက်ခုလိုက်မယ် ဒီမှာ3လုံးထက် အမ3လောက်ထည့်ပေး ဟုတ်ဒီမှာ မောင်လေးရဲ့ခုခေတ်ကြီးထဲမှာငါလည်းဘာဆောက်လို့ဆောက်ခဲ့မှကိုလှုပ်ချင်တဲ့စိတ်မရှိတော့ ဟုတ်တယ် တူတူပဲမအေးငါလည်းဘာဆောက်လို့ဆောက်ကိုင်းမှမလုပ်ချင်ဘူးခလေးလေးလို့နိုးဆိုလိုက်အိတ်လိုက်ပဲလုပ်ချင်တယ် လို့ဆိုလိုက်အဲ့လည်းပဲလုပ်ချင် ဘူးဆိုလည်းမယားယူလိုက်ဟဲ့ ဒါလည်းဟုတ်တယ်သူပြောတာနော် ဟုတ်တယ်ဟေ့ငါနို့မကြိုက်ဘူးတဲ့ မကြိုက်ဘူးလေ ဟုတ်ပြီတော့ကြိုက်မှာပေါ့ ကြောင်မမောင်နော်သူတို့သူခလေးမကြိုက်မယ်သူဖေတော့ကြိုက်ရင်ကြိုက်မှာနော် ဟဲ့တော်ပြီ ပြပြတတ်တတ်ဆဲပါမမေစပတ်အဲ့လိုမဲမဲစပတ် အဲ့ဒါနဲ့အဲ့ဒါ ချစ်ဆိုတာဘာလဲ ကိုကြီး ချစ်ဆိုတော့ကိုကြီးချစ်ကကိုကြီး မောင်လေး ဗျံပဒါနဲ့ဗျံပဒါမှာ အဲကောင်ကောင်မရိုင်း စွမ်းနာပဲကိုကြီးခုပဲမောင်လီတယ် တားရောင်ဒီကွန်းလုံးကစွတ်ရတာကွာ ဟဲ့မဟုတ်ပါဘူးဒါမဟုတ်ရငါရုံးတနာဖွဲ့ စွတ်ပြမယ်ဒီကောင် ဟဲ့ငါမဟုတ်ကြောင်ဟဲ့ စွတ်ရတာ ဟုတ်ရတာဘာတိုင်း အားရဒါတော့လည်းမသိလို့အဲ့ဒါစွတ်ကြတာလားမှုတ်ကြတာလားနော်ဒီတဲ့လူများရှိလို့ရှိရင် comment မှာရေးပေးခဲ့ပါဦး နေညီမလေးကိုကြီးတို့ကွာဒီကွန်းလုံးကလေ အဲ့ဒါလည်းအမှတကယ်ပြည့်စရာကြီးလာပြီနော် ဟောအာမြကိုကြီးကအဲ့တခုလေးရှိလို့ညင်းနေကြမလားညီမလေးတွေ့လိုက်မဆွချင်တဲ့သူကဆွမချင်တဲ့သူကမဟုတ်စစ်ပြေးသွားရော အားရောစောင်းကြီးမပါတော့ကွာစောင်းကြီးမပါတော့ကွာဟမ်အဲ့ဒါကောင်နေဖြစ်နေတဲ့ပြဿနာဖြစ်လဲဖြစ်လောက်တယ်တခုတည်းမျိုးလို့တိုင်ပတ်တယ်နော်ဆွချင်တဲ့လူကစောမှုတ်ချင်တဲ့လူကမဟုတ်အဲ့တော့နှစ်ခုပြောရတော့အေးဆေးပဲနော် ယောက်ျားရှင်အရင်လို့ကျမကိုချစ်တော့ဘူးနော် မချစ်တော့ဘူးလို့ ဖြစ်ရပြန်ပြီမိမရချစ်လို့မိမလို့အကိုကပြုစုပေးနေတာဗောကွာ ရှင်မညာနဲ့ဘာဖြစ်လို့15မိနစ်နဲ့ဆင်းဆင်းသွားတာလဲပြော မင်းကလည်းနင်းပေးတယ်ဆိုတာလေးတော့ထည့်ပြောမအောင်ကွာဘေးအခန့်ကြရင်တမျိုးထင်နေပါဘူး ဟဲ့မိချစ် မဟုတ်သေးဘူးနော်မဟုတ်သေးဘူးနော်ဆောင်းရနော်ဟမ်ဘာလို့15မိနစ်နဲ့ဆင်းပေးသွားလဲနင်းပေးတာနော်မင်းတို့ကောင်းနေဆောင်းတလဲနေသွင်းမနေနဲ့နော်နင်းပေးတာโอเคလက်စကိုပြန်သွားမယ် တူတူပြောပါဟဲ့နှစ်ယောက်ကြာမှာမဟုတ်ဘူးငါယောက်ကြာလဲ15မိနစ်ပဲ အဲ့ဒါဖတ်ကောင်းများအားရ ဟဲ့လူမင်းအောင်ထူရမှာဒီမှာကြည့်အောင်မျက်နှာလေးကြီးထူလာခင်ဗျာ မျက်နှာလေး မျက်နှာပြစ်ပါဆိုတော့မင်းကလေ အဲ့ဒါလည်းဒီကေဘူးရမှာလို့တင်ထား ဟောမင်းလုံပါဆိုလို့ငင်အောင်လို့ ယောက်ျားရှင်းနှခမ်းမွေးတွေရိတ်လိုက်ပါလားလို့ ဖဲလိုက်ပါလား ကိုတက်တက်နေတာမြင်ကျင်တယ်ဗော ရှင်နှမ်းရင်ပေါင်ဆူးလို့ ဘာတော့ အဲဟုတ်ပါ အားရဆိုင်လားကွာနိုင်ရင်ပေါင်စုတယ်ဆိုတာဆိုင်လားကွာစောင်းတလွဲပါကွာတကြားစီကွာနော်လက်စကူ ပါဆူးလို့ပြောတာ အယောဒီမှာ ဟဲ့ဒီမှာ ဟုတ်မှာ ညကြတယ်လေနေဟိုင်းစားပြီးတာလွယ်ရင်ကျန်တာဘာမှမပြောတတ်တော့ဘူးလား အော်ကျွန်တော်မပြောရဲလို့ပါအမ ပြောစရာရှိရမြင်မြန်လာပြောငါလည်းလင်လို့ရှင်လာပြီ ဟုတ်မှာ နော်အဲ့ဒါစီ အေး တိုင်း အဲ့ ပြော ဒါ င်းနေ က ပေါ့ ခုစီစီ highlight ဒီလောက်ညောင်းမရနေမို့ဒီညောင်းဆဲမှာဖောက်ပေးနေတာပါနော် ကပန်းဆိုရင်မောင်ကပြီးမှဝဲနေနေပြပါမောင် ညားနဲ့လည်းမတူချီးပိုးကောင်ရုံနဲ့ မောင်ကအေး ဟုတ်တယ်ရောက်ပါပြားနဲ့မသူကြီးဖို့ကောင်းရုံနဲ့ ဒီပလေးညိုညင်နိုင်နေတဲ့စီပဲဖြာနာ ဒါလေတန်းသိနေလို့လား ဒီပြေရှော့ဒီလေးချွေးနေတဲ့ခဏတာတွေကစွဲစီတွေရလာ ညာပြလာနေတာကိုဟဲ့နင်မို့လို့မယုံမရှာ အယောဒီမှာ မတရားမကြည့်နဲ့ရေလုံးနဲ့ကျွတ်ထွက်ကုန်လိမ့်မယ် ဆိုရင်ကြည့်လို့ကောင်းတာပါချော်ချစ်စရာလေး ကိုကမင်းတွေ့ဘူးတဲ့ယောက်ျားလေးနဲ့တူတာမဟုတ်နော် ဟာလေချောင်းပူပါလို့လား ပိုင်
ဘာနေမှမပြောတော့ဘူးနော် အေးဟုတ်တယ် အဲ့ကလေးကနင်းနဲ့မွေးရမဟုတ်ဘူးဆို အဲ့စကားဘူးပြောတယ် ရှင်းအောင်ဆရာမပြောတာသူနဲ့မွေးရတဲ့ အဲ့လိုစကားကိုရှင်းရှင်း ဟု ပြော တ်တယ်လေဆီယမနဲ့မဟုတ်ပါဘူးဆီယမနဲ့မဟုတ်ဘူးနဲ့မူရ ဒီတော့တောင်းသားမလား ဟောဟုတ်တယ်အန်ဒီ နေအမေကငါသားအိမ်မှာပဲနေရလို့ငါ့ကိုပြောတယ်အလုပ်လေးပါလေးလုပ်လေနေရွယ်ကလေးအလုပ်တွေနဲ့မအားချဘူးအိမ်မှာထိုင်စားမရှက်ဘူးလား အော်ဟုတ်ကဲ့ဒါနဲ့အန်ဒီအရွယ်လေးဒေါ်တုတ်တို့ဒေါ်မဲလုံးတို့တေးကုန်ပြီအန်ဒီရော 哎呦我的妈！ တေးသေးဘူးလားမေးချင်တာတော့အန်တီရွယ်ဒေါ်တုတ်တို့ဒေါ်မဲလုံးတို့တေးကုန်ပြီအန်ဒီရောမသေးသေးဘူးလားအဲ့လိုမျိုးမေးချင်တာနော်ဒီကောင်တဲမမေးတာ ရှင်နဲ့မကောင်းငိုချင်းပြီ ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအစားဆုံးကြည့်ရှုပေးပါတဲ့တကယ်ချင်းများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နေ့စဉ်အခုလိုဟာတာဗီဒီယိုလေးတွေတင်ဆက်ပေးတော့မို့လို့ကျွန်တော်ရဲ့ Facebook page လေးကိုလည်း like and share လေးလုပ်သွားပေးပါအောင်လို့တောင်းဆိုရင်လည်းပဲဗီဒီယိုလေးကိုဒီမှာလည်းညနာဝင်ယူပါဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်